ကမ္မထာထိုင်တော့ပဲဆိုတဲ့အခါမှာနံပါတ်1ကာယကဝိရိယဆိုတာကာယကဝိရိယဆိုတာခန္ဓာကိုယ်ကအတင်ပြီးတော့မမတ်ထိုင်တာစမ်းစမ်းနေတာအဲ့ဒါကာယကဝိရိယလို့ခေါ်တယ်နောက်တစ်ခုကစေတသိကဝိရိယစိတ်ကအတင်မှုရှိရမယ်အဲ့ဒီနှစ်ခုဟာညညွတ်နေရကာယကဝိရိယခန္ဓာကိုယ်လုံလဝိရိယနဲ့ထိန်းထားတယ်ခါဆန်းလေဆန်းမမတ်ထိုင်နောက်တစ်ခါစိတ်ကလည်းပဲလန်းဆန်းနေအောင်ရောချမသွားအောင်အဲ့ဒီစိတ်တွေမဝင်အောင်စိတ်ကိုလည်းပဲကြိုးစားမှတ်ပဲဆိုတဲ့စိတ်ကိုထားအထူးသဖြင့်အာနာပါနလုပ်ပြီးဆိုတဲ့အခါမှာဒီမလင်ခွေမမတ်နေဆိုတဲ့အတိုင်းသစ္စာပြဟောတဲ့အတိုင်းပဲဥစုကာယပဏိဒါယခါတဲ့ကိုယ်ကိုဆန်းဆန်းထားမယ်ဒါထိုင်ကြတဲ့ကိုယ်တည်တည်ကုန်းတုံတုံထိုင်လို့ရှိရင်နောက်ကျောမှာအယိုးစက်တွေရှိတယ်အဲ့ဒီအယိုးစက်တွေကဖြောင်းဖြောင်းမထားဘူးဆိုလို့ရှိရင်အယိုးဆုံးလေးတွေကတစ်ခုနဲ့တစ်ခုဖိထားသလိုဖြစ်ပြီးတော့ခါအောင်နာတို့ကြောအောင်နာတို့ဒီလိုယောဂတွေဖြစ်လာတယ်ဒါကြောင့်မလို့အဲ့ဒီလိုယောဂမဖြစ်အောင်ထိုင်နေရခါကိုမမထားခေါင်းလည်းမမထားမယ်ဖြောင်းနေအောင်ကြည့်ဆိုင်ပြီး keeping upright position ဟာခန္ဓာကိုယ်ကိုမမကလေးနေနေအောင်ဒါလေ့ကျင့်ရပြီးတော့လည်းထိုင်တဲ့အချိန်မှာကာယကဝိရိယရော့သွားလို့ရှိရင်ကုန်းလာတာတော့ခန္ဓာကိုယ်မမတ်နေထားနေပြီးတော့တတ်တာလို့ခါကုန်းသွားတာမျိုးတွေလည်းဖြစ်တတ်တယ်အဲ့ဒါမျိုးမဖြစ်အောင်ကာယကဝိရိယရှိရမယ်စေတသိကဝိရိယစိတ်ကိုလန်းဆန်းနေအောင်ကမ္မထာအာယုပေါ်မှာစိတ်ကိုရောက်နေအောင်ထားဖို့လိုတယ်ပေါ့ဒါအရေးကြီးတဲ့ဟာတစ်ခုနောက်တစ်ခုကလမ်းကိုရွေးချယ်ရမယ်ကိုယ်တော်မဲ့လမ်းကိုရွေးချယ်ရမယ်တမထတမာတိရဖို့ရတဲ့စိတ်ကိုစူးစီးတာလားသို့မဟုတ်ခန္ဓာကိုယ်ထဲမှာဖြစ်နေတဲ့သဘာဝတရားတွေကိုသိအောင်ကြိုးစားတာလားလို့နှစ်ခုရှိတယ်စိတ်ကိုစူးစီးတာတက်တဲ့ဆိုရင်တမထလို့ခေါ်တယ်တမထကတော့စိတ်လေးမလွင့်ရုံနေပဲထွက်လေဝင်နေမမလေးရှူဆိုင်နေတဲ့အချိန်လေးမှာလေးလေးထိသွားတဲ့နေရာလေးကိုစိတ်ကိုစိုက်ထားလေးထိတဲ့နေရာကလွယ်ပြီးတော့တခြားနေရာကိုအာရုံမပြုရအောင်အဲ့ဒါလဲစိတ်တင်းထားအောင်စိတ်ကတင်းနေဆိုတာထိအောင်ကြိုးစားမယ်တိအောင်ကြိုးစားမယ်လေးကိုပြင်းပြင်းကြီးရှူမလို့အဲ့တချို့ဒီဗမာပြည်မှာပဲကမ္မထာရိပ်သာတွေမှာညွှန်ကြားမှုတွေရှိတယ်လေပြင်းပြင်းရှူတဲ့နေ့လည်းရှိတယ်မြတ်စွာဘုရားကတော့လေကိုပြင်းပြင်းရှူဖို့လို့ညွှန်ကြားတာမရှိဘူးသို့တော့ကိုယ့်ပုဂ္ဂိုလ်ရဲ့လိုအပ်ချက်အရာလုံးထားတော့အပြစ်ပြောစရာတော့မရှိဘူး